ပထမကျွန်တော်သူတို့ပြောတဲ့ဟာအဲ့တိုင်းလေးကျွန်တော်ကြားလိုက်တာပေါ့နားမလည်လိုက်ဘူးသူတို့ကတိုင်းရင်းသားဆိုအတန်လေးကလည်းနည်းနည်းဝဲတယ်အဲ့ဒါသူကစောင်းနှင်းကအောမီဆိုစောင်းနှင်းကအောမီသူကစောင်းနှင်းကအောမီကျွန်တော်စောင်းနှင်းကအောမီလို့ပဲပြောလိုက်တယ်နောက်တစ်ခါကျကျွန်တော်မကြားလိုက်တော့ Francine Neyman တော့အဲ့ဒီစကားကြီးနှစ်ခုကပေါက် From this moment on Francine Neyman တော့ sounding got all of me စောင်းနှင်းကအောမီကျွန်တော် professional ဘက်ကိုလာလိုက်ပါတော်တန်လူအပပအော်ရမယ်တကူတော့ CD 20ထုတ်ထားတယ်ကိုတိုင်ရေးဆိုအပုတ်150ထုတ်ထားတယ်ဒါကျွန်တော်နဲ့ line တူထဲမှာတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့စူးစမ်းမှုဟာမနှဲလာပါဘူးအဲ့ဒါဆိုတချို့ကပြောတယ်ဟောတယ်မင်းအပုတ်200ကျော်ထုတ်ထားတာလေငါလည်းမသိပါဘူးဟုတ်နိုင်ငံကျော်ဆိုင်းခန့်လိုက်တော့ကျွန်တော်သူ့တစ်ချင်း9ပုတ်ကျော်အောင်မသိဘာဖြစ်လို့ဆိုင်းခန့်လိုက်တဲ့ချင်းကျွန်တော်9ပုတ်ကျော်အောင်မသိလဲကျွန်တော်ဆိုင်းဖန်လည်းမဟုတ်ဆိုင်းတစ်ချင်းတွေကိုတက်ဆက်နားထောင်နေတဲ့လူမဟုတ်အဲ့တော့ကျွန်တော်တချင်းအမျိုးအစားကိုကြိုက်တဲ့သူကတော့ကျွန်တော်ထွက်သမျှကျွန်တော်ပညာရေးချင်းကကျွန်တော်ကအထက်တန်းအထိပဲတက်ကအထက်တန်းအထိဘာကြောင့်တက်ကလဲဆိုကျွန်တော်အထက်တန်းကျွန်တော်ရဲ့ဘဝကျွန်တော်ရဲ့ငယ်ဘဝအခြေအနေကကျတော့မိဘအပြည့်အစုံနဲ့ကျွန်တော်ကကြီးပြင်းခဲ့ရတာမဟုတ်ဘူးအမေနဲ့အဖေနဲ့ကျွန်တော်ငယ်ငယ်လေးကကွဲနေတယ်ကျွန်တော်ကငယ်ငယ်လေးတည်းအဆိုတော်ဘဝကိုအရန်ယူတယ်ယူတော့ကျွန်တော်က10တန်းလောက်ထဲကကျွန်တော်ဘဝကိုကျွန်တော်ကစတင်ပြီးတော့ရုန်းကန်စူးစမ်းခဲ့ရကျွန်တော်ဂီတတက်တန်းဟွာလောက်ပေါ့17နှစ်လောက်ကြာမှကျွန်တော်နှစ်တိုင်းတစ်ချမ်းပေါ့ကျွန်တော်ပြောနေတယ်မြန်မာတန်စင်မှာတော့မြန်မာတန်စင်ကြိုက်တဲ့လူတွေဆိုကျွန်တော်နှစ်တိုင်းတစ်ချမ်းလောက်သိတယ်မြန်မာနိုင်ငံရဲ့3ပုံ1ပုံလောက်သိတဲ့မြန်မာတန်စင်အဆိုတော်တယောက်ဖြစ်လာခဲ့တယ် marketing တီလူရဲ့အောင်မြင်မှုတွေလူတွေရဲ့ level တွေကိုအများကြီးစပေါင်းများစွာညံရှိသလိုချဲ့ထွင်သွားလို့ရတယ်အဲ့ဒီ marketing ကိုကျွန်တော်သိသွားတဲ့အချိန်မှာအဲ့ဒီအားနဲ့ကျွန်တော်စောင့်ထုတ်လိုက်တော့ကျွန်တော်ဂီတတက်တန်း16နှစ်မှာမတီအောင်ဟအောင်ခန့်ပိုင်ဆိုတာတတိုင်းတစ်ပြည်လုံးကျွန်တော်ဘသူပါခင်ဗျာဘာတချင်းနဲ့ပေါက်တဲ့အဆိုတော်ပါခင်ဗျာလို့ရှင်းပြစရာမလိုအောင်ပေါက်ပါတယ်ဟုတ်ကဲ့အဲ့ဒီကနေမြန်မာစတားနဲ့တွေ့တော့တလောကစောင်းနှင်းခအောမီတို့ Francine Neyman တို့ဒါကနောက်ထပ်တစ်ဆင့်ထပ်ပေါက်ခဲ့ပါတယ်ဒါတွေကျွန်တော်သိတယ်ဟုတ်ကဲ့ကျွန်တော်တို့မူလာတန်းလောက်ကျောင်းတက်ခဲ့ရင်မူလာတန်းလောက်မှတည်းကဒီစကားလုံးတွေအတိတ်ပဲတွေခွဲခြားပြီးတော့ပြောလို့ရတယ်အလေတန်းအထက်တန်းဤတက်ထားတော့ဒါကတော့ရန်ကြီးစိမ့်တဲ့စကားလုံးတွေမပါပါဘူး